ဒီမှာစပင်ကတိုင်းတဲ့အခါကျတော့လေဒီလိုလေးခြံတိုင်းတဲ့အတွက်ကလေးကတော့လိုပါတယ်ဗျာနော်ဒီလိုလေးတိုင်းတဲ့အခါကျတော့ဒီလိုတီကွင်းစီးတဲ့ဒီလောက်ကတိုင်းနေနော်တိုင်းကုန်တိုင်းလေးကဟောတိုင်းနေတာဥမာ21 22လက်မပေါ့ဒါဆို22လက်မနော်ဈေးပြောတဲ့နေရာပြောတာ22လက်မဈေးပြောနေထားတော့ဒါ2000သေးပေါ့တစ်ချက်သား22လက်မကိုတစ်ချက်သား2000သေးအကြမ်းမြင်ပြောလို့2000သေးပေါ့ဟောဒီဟာလည်း22လက်မပဲဟောစပင်ကကျတော့တွက်ကြည့်ဒီဟာလဲ22လက်မပဲအဲ့ကြောင့်ဘယ်လိုဖြစ်တော့ဆိုတော့ဒီဟာ2000သေးဒါဒီ2000သေးဆိုရင်ဒီဟာ2000သေးရနိုင်ပါမလားနော်ဒါ22လက်မပဲလေအတူတူပဲလေဟုတ်လား22လက်မပဲလို့ပြောလို့ရရင်လေမင်းတို့ဘက်ကလည်းဒါလို့ဝယ်တဲ့လူကြောက်လဲဒီမှာလေဒီလူတွေရှိရလေဒီလူအတူတွေလေနော်အဲ့လူတွေရှိတဲ့အတွက်ဈေးကပြောရတာခက်ပါတယ်လို့နော်အဲ့ကြတော့ဒီရတော့ကိုရပြောတော့2000သေးလို့ပြောတယ်ဒီကြတော့ဘယ်လိုဖြစ်တာလဲဆိုတာဒီလိုတွေရှိပါတယ်လို့နော်ဒီလိုလက်မတူတယ်ဒီလိုအမျိုးကြတော့ဒါတစ်ချက်သားကို2000သေးဆိုလဲ2000 2000 3000ပေးတယ်ဒါမျိုးကြတော့တစ်ချက်သားကိုသဘောကဟောဒါကြတော့ပြီးလို့မရတော့ဘူးဗျာဒါမျိုးဆိုရင်တစ်ချက်သားကိုဒါ2000ပေးမရတော့မှဒါတစ်ချက်သား1000ဝယ်သေးလောက်ပဲပေးပါတော့တယ်ဒါမျိုးပြောနော်ဒါသူကလည်းသူအဲ့လိုမျိုးဝယ်ပြသွားပါတယ်စပင်ကြီးဆိုအဲ့ဒါပဲဒါလို့သူကတော့ original ပါပဲဒါလည်းဟုတ်လားဒါ original သူကခေါင်းကအတိဖြတ်တဲ့ဟာနဲ့ဒါကြောင့်ဘီချစ်ညက်တဲ့ဟာနဲ့ဆိုအဲ့လိုကွာသွားတာဈေးနှုန်းကလေနော်ဒါဘီချစ်ညက်တဲ့ဟာနဲ့ဒီမှာသူကလုံးဝအရင်ဖြတ်အလှဒီကောင်ကြောဒီမှာအတိဖြတ်တဲ့ခါကျတော့ဒါမျိုးအဲ့ကြောဒါ22လက်မဖြည့်အောင်တော့မှတစ်ချက်သား2000လေးတတ်မှတ်ထိုင်တော့မတန်ပါဘူးဒါကြတော့နော်မရပါဘူးနော်ဒါမျိုးလို့ရှိရနော်ဟောဒီမေဗျာ22လက်မတော့မှားပါတယ်ဗျာဒါလဲဟောဒီလိုစေးဆိုးနေနဲ့တဝက်သေးရပါတော့မယ်ဒါပြီးတစ်ချက်သား1000လေးလောက်ဖြစ်သွားပါတော့တယ်ဒါကြောင့်နော်ကျက်သား1000သေးဖြစ်သွားပါတော့တယ်သူကကြောက်လေအဲ့လိုမျိုးလက်မတော့တူတယ်နော်ဆန်သားလည်းလှပါတယ်ဗျာဟောဒီမှာကြည့်လိုက်ဆန်သားလှတယ်ဆိုတော့စီးဆိုးဖြစ်အနက်စီးဆိုးပဲဖြစ်ဖြစ်အနီးစီးဆိုးပဲဖြစ်ဖြစ်နော်ဟောတဝက်သေးရတော့တာသူကအဲ့လိုလေးတွေတီးဖို့ရလဲလိုတယ်နော်အဲ့အမျိုးမှဈေးပြောရတာခမန်းပြီးတော့ပြောတဲ့ခါကျတော့ပြောရတာခက်တယ်ဆိုတော့အဲ့ဒါပြောတာဗျအဲ့ကြောင့်ခင်ဗျားတို့မျက်စိတွေမှာမင်းတို့မျက်စိတွေမှာကြည့်လိုက်ပေါ့ကွာဒီ7 2ချောင်းကိုကြည့်လိုက်ပေါ့ဘယ်ဟာကိုကြိုက်မလို့ဟုတ်လားသဘောကသူများကြိုက်မှကိုကြိုက်အဲ့တော့ဒါကြီးကငါလည်းမကြိုက်ဈေးအဲ့လောက်မပေးနိုင်အဲ့ဈေးနည်းတော့ကြိုက်တာပေါ့ကွာဈေးနေတဲ့ဈေးပေါ့ဈေးကအကောင်းတောင်းနေတယ်ဆိုဒီလိုမျိုးအရင်ပြလှနေတဲ့မျိုးမှာဈေးကောင်းပေးလို့ရတာဒီလိုမျိုးရှုမြင်မရပါဘူးလို့နော်အဲ့လေးစပင်ရဲ့ဒါဝယ်တဲ့လူပဲဖြစ်ရောင်းတဲ့လူပဲဖြစ်သိအောင်ပေါ့နော်ဈေးကွဲပုံလေးကအဲ့လိုမျိုးပြောလို့ရပါတယ်နော်ဈေးကတိကျပြောမရပါဘူးနော်ဒါ site ပေါင်းထားတဲ့အမျိုးဆိုရင်တစ်မျိုးဈေးကတစ်မျိုးဖြစ်သွားပြန်တာအဲ့လို site အတူတွေပါရင်ပေါ့နော်ကဲဒီစေးစိုးကြလည်းတစ်မျိုးဖြစ်သွားပါလိမ့်မယ်နော်ကဲဒါဆိုရင်သဘောပေါက်ကြပါပြီဗျာ